အားလုံးပဲမင်္ဂလာပါ English Byte ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပေးသွားမယ် speaking pattern လေးကတော့ I am sick of ပဖိုင်ကြီးပေါ့နော် I am sick of ဆိုတာ sick ရဲ့မူရင်းအဓိပ္ပာယ်ကတော့နေမကောင်းတော့ဖျားနာတော့ပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျတော့အဲ့လိုအဓိပ္ပာယ်မဟုတ်ဘူးတခုခုကိုစိတ်ကုန်နေတာတခုခုလောက်ရတာကိုစိတ်ညက်တာပေါ့နော်I am sick of ပဖိုင်ကြီးဆိုတော့အဲ့ဒီပဖိုင်ကြီးပေါ့နော်တခုခုလောက်ရတာကိုစိတ်ကုန်နေပြီစိတ်ညက်နေပြီပေါ့ကျွန်တော်တို့အဲ့လိုမျိုးပြောချင်တဲ့အခါမှာကျွန်တော်တို့ I am sick of ပဖိုင်ကြီးလေးကျွန်တော်တို့သုံးလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am sick of waiting for the bus and I'm sick of ငါစိတ်ကုန်နေပြီစိတ်ညစ်နေပြီ waiting ဆိုတာစောင့်တာပေါ့နော် waiting for the bus ဆိုတော့ငါဘတ်စကားစောင့်ရတာစိတ်ကုန်နေပြီဘတ်စကားပုံမှန်ဆိုဒီချိန်ရောက်ရတော့မှာပေါ့နော်ငါစောင့်တာ15မိနစ်20ရှိနေပြီခုထိရောက်မလာသေးဘူးငါဘတ်စကားစောင့်ရတာစိတ်ညစ်နေပြီစိတ်ကုန်နေပြီကျွန်တော်တို့ဒီလိုမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I'm sick of hearing the same excuses I'm sick of ငါစိတ်ကုန်နေပြီ hearing ဆိုတာကြားတာthe same excuses excuse ဆိုတာဒီစင်ကြေတွေပြောเนาะ the same excuses ဆိုတော့ငါဒီစင်ကြေတွေကြီးပဲကြားနေရတာငါစိတ်ကုန်နေပြီအဲ့လိုမျိုးပေါ့เนาะတရားရောက်ကတခုခုမဟုတ်တာလုပ်ပြီးတော့စင်ကြေတွေစင်လက်တွေပေးတာပေါ့เนาะဒါတွေကြီးပဲကြားနေရတာငါစိတ်ကုန်နေပြီပေါ့အဲ့လိုမျိုးကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I'm sick of facing the same problem ပေါ့ I'm sick of ငါစိတ်ကုန်နေပြီ face ဆိုတာပြင်တာပေါ့နော်ဟိုပစ္စည်းကိရိယာတွေဆိုပြင်တယ်ဒီပြဿနာကြတော့သူကဖြေရှင်းတာပေါ့နော် I'm sick of facing ဆိုတာဖြေရှင်းနေရတာစိတ်ကုန်နေပြီ the same problem ဆိုတော့ငါဒီပြဿနာပဲဖြေရှင်းနေရတာငါစိတ်ကုန်နေပြီစိတ်ညစ်နေပြီတစ်ခါလာလဲဒါပဲတစ်ခါလာလဲဒါပဲပြေးလည်းမသွားဘူးပေါ့ဒါကြီးကငါဖြေရှင်းနေရတာစိတ်ကုန်နေပြီဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I'm sick of staying at home staying ဆိုတာနေတာ at home အိမ်မှာငါအိမ်မှာနေရတာစိတ်ကုန်နေပြီစိတ်ညစ်နေပြီဟိုမှာကျွန်တော်မှာကိုဗစ်ကာလတော့လိုမျိုးပေါ့နော်အိမ်မှာနေရတာငါစိတ်ညစ်လာပြီပေါ့အဲ့လိုမျိုးအပြင်လည်းထွက်လို့မရဘူးပေါ့ကျွန်တော်အဲ့လိုမျိုးပြောချင်တဲ့အခါမှာသုံးလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I'm sick of working all the time I'm sick of ငါစိတ်ကုန်နေပြီworking all the time ငါတစ်ချိန်လုံးလုံကြီးပဲလုံနေရတာငါစိတ်ကုန်လာပြီငါမှနားချိန်ရဲလို့မရှိဘူးလုံကြီးပဲလုံနေရတာပေါ့မိုးလင်းမိုးချုပ်အဲ့ဒါယုံငါစိတ်ကုန်နေပြီပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတခုခုလောက်ရတာကိုစိတ်ကုန်နေပြီလို့ပြောချင် I'm sick of ရဲ့နောက်က verb ကြီးလိုက်ပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်